Hello အားလုံးပဲမင်္ဂလာပါဒီမှာကျွန်တော်ဒီ game လေး file ဘာ game လေးတော့မသိဘူးပေါ့နော်မတွေ့လားအခုကျွန်တော်ချမှာမသိဘူးကွာတချက်ဒီကောင်လုံးကဘယ်လိုဖြစ်အောင်မိသွားတယ်ကျွန်တော်မသိဘူးအိုးတက်နောက်တော့ကောင်းချင်ငါလက်တဲ့လာပြီလားဟိုဘက်နေနေတော့လာအောင်ရှင်းနေတယ်ကောင်းကြုံမှာဖတ်ကြုံကောင်းကြုံခဲသမိုင်းသေးလားတေးအကောင်လည်းတော်တော်လက်တဲ့တာပဲဆရာကြီးဖြစ်နေကောင်းလဲအမေဆက်ဖို့မိနေကျွန်တော်နာမည်ကတော့မပြောတော့ပါဘူးဒီကြားနေမှာဟုတ်ပါတိခတ်မိကြပါကျွန်တော်နာမည်ပြောတဲ့အတွက်ကျွန်တော်နာမည်ကဟိုပြောမပြောချင်လို့ပေါ့နော်လှည့်ဝက်ထားခြင်းလို့ပါကျွန်တော်နောက်ကြပါပဲပြောပြပါမယ်ခင်ဗျနာမည်ကဲတော့မယ်တော့ဖက်အောင်တော့ဖက်အကောင်မမီလာကွာငါဘာရှောက်ပြနေလဲ no ohတော့တည်းကွာအကောင်မောင်ကဒီဓာတ်နဲ့ပဲလိုက်ခုတ်တော့မှာဓာတ်နဲ့မပေါက်တော့ရောအမဒီဓာတ်ဟိတ်ကိုနားမပတ်နဲ့ဓာတ်နဲ့ပဲခုတ်တာကောင်းမှာအဲ့ဒါကြီးဘာမှမသိကျွန်တော်မချတတ်ဘူးအဲ့ဒါကြီးနဲ့ရှေ့ရောနော်အဲ့လိုဖြစ်နေတာလေမိုက်လည်းမမိုက်ဘူးlevel 5 or level 6ရောက်ရင်ကျွန်တော်နောက်ထပ်အသစ်ထပ်ရွေးလို့ရပြီလက်နဲ့ထပ်ရွေးမှာဒါလည်း oh my god ပဲရွေးလိုက်မှာကွာရှုပ်လို့ကျုပ်ဘာလေးတော့မသိကျွန်တော်ရှောက်ရွေးတာအဲ့ဒါအမှန်တကယ်ပြောတာတေးသွားတယ်နိုင်သွားပြီကျွန်တော် level 2 fit နိုင်သွားပါပြီကျွန်တော်တို့နောက်ထပ်တစ် fit သွားလိုက်ကြရအောင် let's go ရောက်ပြီညာပဲရောက်နေတာဟာဒီတစ် fit ကဲကျုံဘာဖြစ်တာလဲဘီးရတွေ့လားငါ့ကိုကြောက်တယ်တွေ့လားဆရာကြီးပါဖူးဟဲ့တစ်ချက်ပြမယ်ကျွတ်အကောတကွကြီးနစ်ထွက်လာပဲဟိုဘယ်လိုလုပ်တာလဲအထက်မှာငါမြင်လိုက်တဲ့ဟာလေးရှိတယ်ကွာအကောင်လိုက်ချမယ်တရားဒီခါခေါင်းနဲ့ဆိုင်တဲ့ဟာလေးပဲဖာအဲ့လိုပဲတဲ့တေးပါမယ်တွေ့လားလက်တဲ့တယ်ကျွန်တော်လက်တဲ့ကြက်ကြီးကလက်လန်တယ်ကျုပ်တေးတော့မလို့တေးတော့မကတဲ့လေshit ဆိုရင်ဒီဗီဒီယိုလေးတော့လောက်ပါပဲနောက်နေ့မှပြန်တွေ့ပါမယ်တတား